အားလုံးပဲမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့ဘိုင်းမှာတော့ဘူခုံးကိုကောင်းကင်ဘုံကဖမ်းဆီးပြီးတော့ဘောင်စီနဲ့မရဲ့ပါကွာဆင်းပြီးပုံမှာ49ရက်ကြာအောင်မီးလောင်တိုင်းတွင်းခဲ့ပါတယ်ဘူခုံးဟာမီးပိုကြီးတဲ့မှာမီးလောင်ခြင်းမရှိခဲ့ပေမဲ့မီးကိုတွေကြောင့်မျက်လုံးတွေမှုန်နေခဲ့လို့ဒေါသထွက်နေခဲ့ရပါတယ်ဘူခုံးကမီးပိုတွေမှာခုံပေါက်တောင်းကျမ်းနေတာကြောင့်မီးပိုဟာပျက်စီးမဲ့လက္ခဏာတွေဖြစ်လာခဲ့ပါတယ်ဘောင်စီနဲ့မင်းလည်းဘူခုံးကိုတမာတိမီးတောင်းနဲ့မီးရှို့ဖို့ထပ်မံကြိုးစားခဲ့ပါတယ်။ဘူခုံးလည်းမီးတောင်းတွေကြားမှာညှင်းညူပြီးအတန်တိတ်သွားခဲ့ပါတယ်။လောင်စီနဲ့မင်းလည်းဘူခုံးတည်ပြီးအထင်နဲ့မီးပိုကိုဖွင့်ခိုင်းတဲ့အချိန်မှာတော့တကူလုံးမီးတောက်တွေနဲ့ဘုံလွှမ်းနေတဲ့ဘူခုံးတွေအောင်အပြင်ကိုထွက်လာခဲ့ပါတယ်။လောင်စီနဲ့မင်းလည်းဒေါသအယမ်းထွက်နေတဲ့ဘူခုံးကိုကြည့်ပြီးထိတ်လန့်နေခဲ့ပါတယ်။ဘူခုံးလည်းဒေါသထွက်နဲ့သူ့ကိုမီးရှို့ခဲ့တဲ့စင်းမီဘူကိုဟောပစ်ခဲ့ပါတယ်။ဘူခုံးရဲ့တောင်းကျမှုကြောင့်ကောင်းကင်ဘုံတစ်ခုလုံးတုန်ခါနေခဲ့ပြီးကြားမင်းလည်းထိတ်လန့်နေခဲ့ရပါတယ်။ဘူခုံးလည်းဒေါသထွက်နေတာကြောင့်ကောင်းကင်ဘုံမှာရှိတဲ့နတ်စစ်တီကြီးအားလုံးကိုမဲမြင်ရတိုက်ခိုက်ပါတော့တယ်။သူဟာစွမ်းအားကြီးလွန်းတာကြောင့်ဘယ်သူမှအခမ်းတိုင်းပဲအလဲလဲအခွဲခွဲဖြစ်ခဲ့ရပါတယ်။ဘုံကျိုင်းကောင်နှင်းမင်းကသူ့ရဲ့ဘုံချောင်းနဲ့ဘူခုံးကိုဖိနှိပ်ခဲ့ပြီးမဲ့ဘူခုံးရဲ့အစွမ်းကြောင့်ဘုံချောင်းဟာအစိတ်စိတ်အမှောင်ပွားတစစီဖြစ်ခဲ့ရပါတယ်။ဘလို့မှမရတော့တဲ့အဆုံးမှာကြားမင်းလည်းလက်စွာဘုရားကိုပင့်ဖိတ်ခဲ့ရပါတယ်။ဘူခုံးကလက်စွာဘုရားကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဗုဒ္ဓကဘူခုံးကိုပညာပေးချင်တာကြောင့်ဘူခုံးနဲ့အလောင်းစားတစ်ခုပြုလုပ်ခဲ့ပါတယ်။ဘူခုံးကလက်စွာဘုရားရဲ့လက်ကနေလွတ်အောင်ခုံနိုင်ရင်ကောင်းကင်ဘုံကိုအုပ်ဆိုးရမှာဖြစ်ပြီးကြောက်စိမ့်ဤဂရိတ်ကိုအနောက်အရက်ကိုပြောင်းနေခိုင်းလိုက်မယ်လို့လက်စွာဘုရားကပြောခဲ့တဲ့အတွက်ဘူခုံးကလည်းသဘောတူခဲ့ပါတယ်။မခုံနိုင်ခဲ့ရင်တော့သူဟာလူပြည်ကိုချက်ချင်းပြင်ဆင်ရမှာဖြစ်ပြီးဘယ်တော့မှပြဿနာမရှာရတော့ပါဘူး။ဘူခုံးလည်းသူ့ရဲ့တိမ်စီခြင်းအတက်ကိုသုံးပြီးကဘာကြီးရဲ့အစွန်းဆုံးလို့ထင်ရတဲ့ဒေါက်တာကြီး၅ခုကိုတွေ့တဲ့အထိသွားခဲ့ပါတယ်။သူဟာဒေါက်တိုင်ပေါ်မှာအမှတ်အသားတစ်ခုပြုလုပ်ပြီးသူရောက်ခဲ့တဲ့နေရာကိုတက်တည်ပြလို့ရအောင်စီစဉ်ခဲ့ပါတယ်။သူဟာဗုဒ္ဓကြီးကိုပြန်လာခဲ့ပြီးမိုးကုတ်ဆက်ဝိုင်းထိရောက်အောင်သွားခဲ့တဲ့အတွက်သူအနိုင်ရသွားပြီဖြစ်လို့ဂတိအတိုင်းကောင်းကင်ဘုံကိုသူ့လက်ထဲအပ်ဖို့တောင်းဆိုခဲ့ပါတယ်။မြတ်စွာဘုရားကရေမောနေခဲ့ပြီးဘူခုံးကသူ့လက်ချောင်းပေါ်မှာပဲစာရေးခဲ့တာလို့ပြောပြီးဘူခုံးကိုသူရေးခဲ့တဲ့စာကိုပြသခဲ့ပါတယ်။ဘူခုံးလည်းအယံကိုအံ့ဩနေခဲ့ပါတယ်။မြတ်စွာဘုရားလည်းဘူခုံးကိုလူပြည်မှာလက်၅ချောင်းတောင်တရံပြုလုပ်ပြီးနောက်ထပ်ပြဿနာမရှာနိုင်အောင်ဖမ်းဆီးချုံတော်ထားခဲ့ပါတယ်။ကောင်းကင်ဘုံတစ်ခုလုံးအေးချမ်းသွားခဲ့ပြီးကြားမင်းလည်းအယံကိုပျော်ရွှင်နေခဲ့ပါတယ်။ကြားမင်းတယောက်သူ့ကိုကူညီပေးခဲ့တဲ့ဗုဒ္ဓကိုစားတော့ဖွယ်ရာတွေပျော်ပွဲရှင်ပွဲတွေနဲ့အဲ့ခံနေတဲ့အချိန်မှာတော့ဘူခုံးကတော့တောင်အောက်မှာတင်းကျပ်စွာချုံနှောင်လာခြင်းခံခဲ့ရပါတယ်။ဘူခုံးကတောင်အောက်မှာချုံနှောင်ထားတဲ့အချိန်မှာတော့အယံကိုရုန်းကန်နေခဲ့တာကြောင့်ဓာတ်ကြီး၅ပါးတောင်ဟာပြိုကျတော့မဲ့ဟန်ဖြစ်ပေါ်လာခဲ့ပါတယ်။မြတ်စွာဘုရားဟာအဆောင်လက်ဖွဲ့လေးတစ်ခုကိုတောင်ထိပ်မှာချိတ်ဆွဲလိုက်တော့မှပဲဘူခုံးကရုန်းကန်နိုင်ခြင်းမရှိတော့ပါဘူး။အဲ့ဒီအချိန်မှကြားမင်းနဲ့ကောင်းကင်ဘုံတစ်ခုလုံးစိတ်အေးချမ်းပျော်ရွှင်သွားခဲ့ပါတယ်။ဒီခုံးကတော့မြတ်စွာဘုရားနဲ့ကြားမင်းကသူ့ကိုလူလေကျသွားတယ်ဆိုပြီးဒေါသထွက်နေခဲ့ပါတယ်။ဒီခုံးကယာတီတွေနှစ်တည်ပြောင်းပြီးနှစ်ပေါင်း900ကျော်ကြာမြင့်သည့်အထိတောင်ကြီးရဲ့အောက်မှာချောင်းအောင်ခံခဲ့ရပါတယ်။သူဟာနေ့တိုင်းသူအရင်ရတနာလိုက်ကူမှာသူ့တပည့်မြောက်တွေနဲ့ပျော်ရွှင်ခဲ့ရတဲ့အကြောင်းတွေသူလုပ်ခဲ့တဲ့အရာလေးတွေကိုလမ်းဆိုရင်ရှင်သန်နေထိုင်ခဲ့ရပါတယ်။ဒီခုံးရဲ့အဖော်ကတော့ကျွဲချောင်းသားလေးတူပါပဲ။ကွယ်ရင်မဲတော်နဲ့သူ့တပည့်မတို့ကဘူခုံးကိုလာတွေ့တဲ့အချိန်မှာတော့ကျွဲချောင်းသားလေးကဘူခုံးကိုတစ်သီးဝရံတွေကျွေးမွေးနေတာကိုတွေ့ခဲ့ရပါတယ်။ကွယ်ရင်မဲတော်ကလက်စွာဘုရားဟာအရှိတ်ဘက်ထန်နိုင်ငံကနေအနောက်ဘက်ကောင်းကင်ဘုံကိုတရားတော်တွေပြည့်ဆောင်မဲ့သူကိုရှာဖို့တောင်းဝန်ပေးထားတဲ့အတွက်သူဟာခရီးထွက်လာရင်ဘူခုံးရဲ့ရေတံကိုကြားရလို့ဝင်လာခဲ့တာလို့ပြောခဲ့ပါတယ်။ဘူခုံးလည်းသူ့ကိုဒီတောင်အောက်ကနေလွတ်အောင်ကူညီပေးဖို့ကွယ်ရင်မဲတော်ကိုတောင်းပန်ခဲ့ပါတယ်။သူကနောက်ထပ်ပြဿနာတွေမရှာတော့ပါဘူးလို့ဂရိတွေအထက်ထက်ပေးခဲ့ပါတယ်။ကွယ်ရင်မေတော်ကမင်းကိုကယ်မဲ့သူလာလိမ့်မယ်လို့ပြောပြီးပြောက်ကွယ်သွားခဲ့ပါတယ်။ကွယ်ရင်မေတော်နဲ့သူ့တပည့်မဟာဖုံးတော်ကြီးအသွင်ဟန်ဆောင်ပြီးလူပြည်ကိုဆင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာထန်နိုင်ငံမှာဘုရင်မင်းမြတ်ကဖုံးတော်ကြီးတစ်ပါးကိုပွာရှမ်းဖုံးကြီးเจ้าကိုဖိတ်ပြီးတရားဟောပြောပေးဖို့နဲ့ငရဲဒီကလွတ်လာတဲ့ငရဲသားတွေကိုကျွတ်လွတ်အောင်ဆောင်ရွက်ပေးဖို့စီစဉ်နေကြောင်းသိခဲ့ရပါတယ်။အဲဒီဖုန်းကြီးဟာထန်ဆန်းကိုတော်ပါပဲ။ထန်ဆန်းကိုတော်ရဲ့ဘဝအကြောင်းကိုပြောရရင်ထန်ဆန်းကိုတော်ရဲ့မိဘနှစ်ပါးကအယံကိုချစ်ကြတယ်
စုံတွဲတွေပါသူတို့ဟာလေလေးတစ်စင်းနဲ့မြစ်ထဲမှာခရီးထွက်နေတဲ့အချိန်မှာတော့လူယုံမာတယောက်ရဲ့အကောင့်ချမ်းမှုကိုခံခဲ့ရပါတယ်ဖခင်ဖြစ်သူဟာခေါင်းကိုထုံးနဲ့ရိုက်ခံရပြီးရေထဲပြုတ်ကျသွားတဲ့အချိန်မှာတော့မိခင်ဖြစ်သူဟာလူယုံမာရဲ့တိမ့်ပိုက်ခြင်းကိုခံခဲ့ရပါတယ်လူယုံမာရဲ့အနိုင်ကျင့်နှိပ်စက်မှုကိုမခံနိုင်တဲ့အဆုံးမှာတော့မိခင်ဖြစ်သူဟာလာသားအရွယ်ပဲရှိသေးတဲ့ထန်ဆန်းကိုတော်လေးကိုတောင်းထဲမှာထည့်ပြီးစာလေးတစ်စောင်နဲ့ရေထဲမျောလိုက်ရပါတယ်တောင်းလေးဟာခလေးပါလာတာကိုတွေ့တဲ့အချိန်ကျတော့ဖုန်ကြီးเจ้าတစ်เจ้าကဆယ်ယူပြီးကဲတင်မွေးစားခဲ့ပါတယ်ထန်ဆန်းကိုတော်ဟာငယ်စဉ်ကလေးကလိမ္မာရေးကြရှိပြီးဗုဒ္ဓစာပေတွေကိုအရွယ်နဲ့မမျှအောင်သင်ယူနိုင်ခဲ့ပါတယ်သူဟာတရားဝါဒီပေါ်မှာလည်းစာနာတနာတတ်တဲ့မေတ္တာကြီးမားတဲ့သူလည်းဖြစ်ပါတယ်အရွယ်ရောက်လာတဲ့အချိန်မှာဆရာတော်ကသူ့ငယ်ဘဝအဖြစ်အပျက်တွေကိုပြောပြပြီးသူနဲ့အတူပါလာတဲ့ဇာလိတစ်စောင်နဲ့သူမိခင်တန်းဆေလွတ်ခဲ့ပါတယ်သူမိဘတွေပေါ်မှာရုံးမှာကောက်ချစ်ခဲ့တဲ့လူယုံမာကိုလည်းဖမ်းဆီးလိုက်ပြီးသူတို့မိသားစုရဲ့စုံတေးမှုကပျော်ရွှင်ပွဲဖြစ်ခဲ့ရပါတယ်။ကွယ်ရင်မဲတော်လည်းအဲ့ဒီအကြောင်းကိုကြားတဲ့အချိန်မှာထန်ဆန်းကိုတော်ကိုလေးလာကြည့်ဖို့ထွက်လာခဲ့ပါတယ်။ဘုံเจ้าကိုရောက်တော့ထန်ဆန်းကိုတော်ကတရားဟောနေခဲ့ပါတယ်။သူဟာထန်ဆန်းကိုတော်ကိုတွေ့တော့သူရှာနေတဲ့ပုဂ္ဂိုလ်မှန်တည်သွားခဲ့ပါတယ်။သူဟာယူဆောင်လာခဲ့တဲ့သင်္ကန်းနဲ့တောင်မွေးကိုထန်ဆန်းကိုတော်ထံပေးအပ်ခဲ့ပါတယ်။သင်္ကန်းဝတ်ဆင်တဲ့သူဟာတည်ခြင်းလောကကိုရှောင်ရှားနာပြီးနတ်တွေအပြင်ဖျားခုနှစ်စုသားပါဆောက်ရှောက်မှာဖြစ်တယ်လို့တောင်မွေးကလည်းအဖိုးတန်ရတနာနဲ့စီချေထားတဲ့နတ်တောင်မွေးပါပဲထန်းဆန်းကိုတော်ဟာသင်္ကန်းနဲ့တောင်မွေးကိုဝတ်ဆင်လိုက်တဲ့အချိန်မှာတော့အရန်ကိုတင့်တယ်ခန့်ညာသွားခဲ့ပါတယ်ဘုရင်မင်းမြတ်ကကွယ်ရမယ်တော်ကိုသင်္ကန်းနဲ့တောင်မွေးအတွက်အသက်ပြားငွေတွေပေးခဲ့ပေမဲ့လက်မခံခဲ့ပါဘူးဘာလို့လဲဆိုတော့သင်္ကန်းနဲ့တောင်မွေးဟာထိုက်တန်သူလက်ထက်ရောက်ရှိနေခဲ့ပြီးထန်းဆန်းကိုတော်ဟာလည်းအနောက်ဘက်ကကျမ်းစာတွေပြင့်ဆောင်ရမှုသူဖြစ်နေလို့ပါပဲအဲ့ဒီအချိန်မှာအရှိဘက်အရက်ကကျန်းငယ်တွေပဲရှိပြီးအနောက်ရက်မှာတော့ပရိကတ်သုံးပုံလို့ခေါ်တဲ့ကျန်းကြီးသုံးခုရှိနေခဲ့ပါတယ်အနောက်ရက်ကထန်နိုင်ငံကနေမိုင်ပေါင်း3,800กว่าဝေးပါတယ်ဗုဒ္ဓကျန်းငယ်တွေကိုပဲတက်ကြွခဲ့တဲ့ထန်ဆန်းကိုတော်လည်းအနောက်ရက်ကနေကျန်းစာတွေကိုခရီးဝေးနေပြီးပြင့်ဆောင်ဖို့သဘောတူခဲ့ပါတယ်ထန်နိုင်ငံဘရင်ကလည်းဒီအကြောင်းကိုကြားရတော့ဝမ်းသာနေခဲ့ပါတယ်ကွယ်ရင်မေတော်ကအနောက်ရက်ကဝေးကွာတဲ့အပြင်မိစ္ဆာတွေတရားဝါဆိုးတွေပါရှိနေလို့အသက်သေနိုင်တယ်လို့ပြောခဲ့ပေမဲ့ထန်းဆန်းကိုတော်ကသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကွယ်ရင်မေတော်လည်းသူ့ရဲ့မူလအသွင်ကိုပြောင်းလဲပြီးကောင်းကင်ဘုံကိုပြန်တက်သွားတဲ့အချိန်မှာတော့မင်းကြီးနဲ့ထန်းဆန်းကိုတော်လွယ်အံ့ဩခဲ့ရပါတယ်။ရက်အနေငယ်ကြားတဲ့အချိန်မှာဘရင်ကြီးကထန်းဆန်းကိုတော်အတွက်တပိတ်နဲ့နိုင်ငံကူးလက်မှတ်ကိုစီစဉ်ပေးပြီးအခမ်းအနားနဲ့အနောက်အရက်ကိုခရီးသွားမယ်ထန်းဆန်းကိုတော်ကိုပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။သူဟာရင်းပြူလေးတစ်ကောင်ကိုလည်းလက်ဆောင်ပေးအပ်ခဲ့ပါတယ်။တတိဝရလေးနဲ့ပြုလုပ်ထားတဲ့ဝိုင်းလေးတစ်ခွက်ထဲမှာရေကြီးအနှဲငယ်ထည့်ပြီးဒါဟာထန်းဆန်းကိုတော်အနေနဲ့ဘယ်နေရာရောက်အမိမြေကိုမမိအောင်လို့ပြောပြီးတိုက်တော့ထန်းဆန်းကိုတော်လည်းသဘောတူပြီးတောက်ခဲ့ပါတယ်။အဲဒီနောက်မှာထန်းဆန်းကိုတော်ဟာရင်းပြူလေးကိုစီးပြီးခရီးနှင်ခဲ့ပါတယ်။ထန်းဆန်းကိုတော်နဲ့ဇုံခုံတို့ဆရာတပည့်နှစ်ယောက်တွေ့ဆုံတဲ့အခါလေးဘူခုံးတစ်ယောက်ဆရာတော်ကိုအကြိမ်ကြိမ်ကဲတင်ခဲ့တာတွေကိုတော့နောက်လာမဲ့အပိုင်း9မှာဆက်လက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။